Hello, as for King and Ibo Joseph, Tamagaro teacher Weaver. I go tomorrow the video at Tauriaga, broken family issue bar.အခုအကြောင်းအရာကတော့မြေစာပင်လေးအကြောင်းပေါ့နော်အဲ့တော့ခုခေတ်မှာဆိုရင်အားလုံးသိကြတဲ့အတိုင်းပဲဒီလူကြီးမိဘတွေမှာကွာရှင်းပြစ်စေတာကြီးများလာရေပေါ့နော်ဒါဟာအရွယ်ရောက်ပြီးသားလူကြီးတွေထက်အရွယ်များသေးတဲ့ကလေးတွေအတွက်တကယ်ပြင်မှန်းနေစိန်ခေါ်မှုတွေအများကြီးပဲပေါ့နော်တချို့မိဘတွေကအရွယ်များသေးတဲ့သားသမီးတွေရှေ့မှာအိမ်ကြီးကိစ္စတွေအငင်းပွားမှုတွေပဋိပက္ခဖြစ်မှုတွေတွေ့ကြုံလာတဲ့အခါမှာပေါ့နော်ကလေးတွေကစိတ်ကြည်ကြရတယ်တချို့ကလေးတွေကတော့ဖွင့်မပြောတတ်ကြဘူးအဲ့တော့လူကြီးတွေအတွက်ကအသေးမွားဖြစ်နေသူတို့အတွက်ဆိုရင်တော့အကြီးပဲပေါ့နော်သူတို့ရဲ့စိတ်ခံစားချက်တွေကပြင်းထန်နေအဲ့ဒီအတွက်ပေါ့နော်လူကြီးမိဘတွေကကလေးရဲ့စိတ်ခံစားချက်ကိုလည်းအလေးပေးဖို့လိုအပ်ပါတယ်ရေချီအတွက်ကိုကြည့်ပြီးတော့ပေါ့နော်ဒီလိုမျိုးကိစ္စရပ်တွေဖြစ်လာတဲ့အခါမှာကလေးရဲ့မျက်ကွယ်ရမှာပဲညှိနှိုင်းဆွေးနွေးကြဖို့လိုအပ်ပါတယ်ကဲလို့မှပေါ့နော်မိဘတွေတကွဲတပါးဖြစ်နေခဲ့မယ်ဆိုရင်လေကလေးရဲ့စိတ်ခံစားချက်ကိုပြင်ဆင်ဖို့အချိန်ပေးရပါမယ်မိဘတွေကနေပြီးတော့နော်ကလေးရဲ့သဘောထားကိုဦးစားပေးပြီးတော့အကြိုက်တွေဖြစ်ရှင်းပေးရပါမယ်အဲ့တော့ကလေးတွေကပေါ့နော်မိဘတွေကသူတို့နဲ့အတူမနေတော့ဘူးဆိုရင်သူတို့ကိုမချစ်လို့လားဒါသူတို့ကြောင့်လားဆိုပြီးတော့ထင်မြင်တွေးတော့ကြကြရပေါ့နော်ကလေးတွေအတွက်ဒီအရာတွေဟာရေးချင်မှာဆိုရင်စိုးကျိုးတွေဖြစ်လာနိုင်တယ်ဒါကြောင့်မို့လို့မိဘတွေအနေနဲ့ကညင်တတာကိုင်တဲ့ဖြစ်ချင်းပေးဖို့လိုအပ်တယ်အဲ့တော့သူတို့လေးတွေအတွက်အငြင်းမပြတ်ပေါ့နော်အကဲခတ်ပြီးတော့လူကြီးတွေနဲ့တိုင်ပင်ပြီးတော့မှတင့်တော်တဲ့ပတ်ဝန်းကျင်မှာထားပေးဖို့လိုအပ်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြမယ်နော်